အောင်သိတိချမ်းတဲ့ကိုနာတော်တာစင်ကြသောဓမ္မမစ္စေသူတော်ကောင်းတို့ကိုယ်စိတ်နှပြကျမ်းမာချမ်းသာကြစေ၍လူနဲ့ချစ်ခင်အကျိုးစီးပွားများဒီရေလားတဲ့ကဲ့သို့တိုးတက်ကြီးဝါကြပါစေအောင်သိတိချမ်းသာမှဓမ္မမစ္စေသူတော်ကောင်းတို့အတွက်မြတ်ဗုဒ္ဓ၏တရားဓမ္မဂါတော်များနှင့်ရှေးရှေးသောဆရာတော်ကြီးတို့မိန့်ကြားတော်မူခဲ့သောအစွမ်းထက်မြက်စေသောဂါရမန္တန်တို့ကိုရုပ်ဖက်ပူဇော်ပေးမည်ဖြစ်ပါသည်ယခုရွတ်ဖတ်ပူဇော်ပေးမည်ခါတော်တော်သည်ယတိကြီးဥခန္တီဤဓနသိဋ္ဌိခါတော်ပဲဖြစ်ပါတယ်။ဤခါတော်ကိုနေ့စဉ်နေ့တိုင်းတစ်နှစ်လျင်နှစ်ကြိမ်စုစုဂုံတော်ဖရာရှင်တော်တို့ဤဂုံတော်ကိုရည်မြော်မှန်း၍28ခေါက်ရွတ်ဖတ်ပူဇော်ပါကမိမိတို့ဤကံတို့ပွင့်လန်းစေကစိဘဥစ္စာများတိုးတက်ကြီးဝါစေပါမည်။လက်လာပါများပွင့်လန်းစေပါမည်။အရဟံဘဟိအန္တဇယံဒုက္ကတံအာမိတံဝိရဇံလလိတံအတုလံစရဏံတိဘဝုပသမံယမကံဒုက္ခတံတရဏံပနာမာမိဇိနံအရဟံလူမင်းနံမင်းမြမမင်းတို့ဤဝေစဉ်ကောယောပူဇော်အထုကိုခံတော်မူထိုက်ထသောဘဟိအန္တဇယံတဏှာစားသောအတွင်ယံမန်စားသောအပြင်ယံတို့ကိုအောင်မြင်တော်မူပြီးထသောဒုက္ကတံကောင်းသောစကားကိုဆိုတော်မူတတ်ထသောအာမိတံမနိုင်စင်နိုင်သည့်ဂုံအပေါင်းနှင့်ပြည့်စုံတော်မူတတ်ထသောဝိရဇံရာဂအစရှိသောကိလေသာမျိုးကင်းစင်တော်မူတတ်ထသောလက်လိတံရောင်ကြီး၆သွဲဖြင့်ကိုမျိုးစံပြတော်မူတတ်ထသောလာလိတံသီလအစရှိသောဂုဏ်တော်တို့ကြောင့်တစုံတယောက်သောတူနှင့်တူတော်မမူထသောစရဏံနိဗ္ဗာန်ရောက်ကြောင်းအကျင့်ကောင်းနှင့်ပြည့်စုံတော်မူထသောတိဘဝုပသမံဘဝသုံးပါးဘုံသုံးပါးတို့၌ကိလေသာအပူတို့ကိုငြိမ်းအေးတော်မူတတ်ထသောယမကံယေမိအစုံဆုံးအစရှိသောတကုဗျာရိယာတို့ကိုပြခြင်းကဆွမ်းတော်မူထသောဒုက္ခတံလူချမ်းသာနတ်ချမ်းသာနိဗ္ဗာန်ချမ်းသာကိုပေးသနာတော်မူတတ်ထသောဒရဏံလူနတ်မြမတတ္တဝါတို့ဤအာထကြီးညိုကိုယ်ွယ်ရာအစစ်ဧကံဖြစ်တော်မူထသောဇိနံမံ၅ပါးကိုအောင်မြင်တော်မူသောမြတ်စွာဘုရားကိုအဟံဘုရားတပည့်တော်သည်ပနာမာမိယုတိမြတ်တို့လက်စုံမိုး၍ရှိခိုးပါဤမြတ်စွာဘုရား